ဒီနေ့ သမီးငယ် ဒီဇင်ဘာလ26ရက်နေ့မှာကြတဲ့သမီးငယ်ရဲ့မွေးနေ့အတွက်ဖေဖေဘာကောင်းမှုလုပ်ထားလဲသိလားဒီနေ့မနေ့အဲ့ဒါအိယာထားတော့လေစိတ်အယူအတာပေါ့အဲ့ဒါတသားမိုးဝယ်တယ်ပြီးရင်အကောင် special ချက်တက်ပြီးတော့ဝေးနေအောင်ချက်ပြီးရင်သမင်းဆန်နုစီဘူး၄ဘူးခွဲချက်တယ်ချက်လက်ချက်ပြီးတော့မှွေးနေအဲ့တော့ဖေလဲစားတယ်အမကြီးလဲစားတယ်အမကြီးသမီးတွေရောက်တယ်လေဝေယူဆန်တို့တဲလို့တို့ရောက်တော့လေသူတို့လည်းတုတ်တယ်အားလုံးစားတယ်ချောကလက်လေးလည်းကျွေးတာပေါ့ပြီးတော့မှအခုကြံတဲ့ဥစ္စာကိုလေအကုန်လုံးသမင်းရောဟင်းရောအကုန်လုံးရောနေပြီးတော့အာဟာရဒါနလိုက်ပြပါတယ်ဗျဘရဝါလေးတွေကိုကျွေးမွေးတာပေါ့ဟာစားတဲ့လူတွေကတော့အမူလီတံပေါက်ထမင်းကြနာမှုေးနာပဲတဲ့အဲ့တော့ပီတိဖြစ်ရတာဗောနော်အဲ့တော့ဒီမနေ့စောစောထားတဲ့အခါဖေဖေဖျားရှိခိုးရတဲ့ကောင်းမှုကုသိုလ်သီလဆောက်တည်ရတဲ့ကောင်းမှုကုသိုလ်မေတ္တာဘာဝနာပွားများတဲ့ကောင်းမှုကုသိုလ်အဲ့ကုသိုလ်တွေအပြင်ပေါ့နော်ဒီနေ့အာဟာရဒါနပြုရတဲ့ကောင်းမှုကုသိုလ်ပေါ့အားလုံးကိုရရှိတဲ့ကောင်းမှုကုသိုလ်ဖို့ပါကသမီးငယ်ကိုအမျှပေးပါတယ်ဗျဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ပါအတော်ကြီး